Hello အားလုံးမင်္ဂလာပါဒီလိုပဲနေပြန်လိုက်ပါတယ်လီဗာပူးအသင်းဂျိုးကူမန်တလားကြာတော့အနားယူရမယ့်အချိန်မှာကျွန်တော်လီဗာပူးအသင်းနဲ့အတူတူဒါပြောမှဆိုလို့ရှိရင်နောက်တန်းကသမားကြီးဒါထွက်လာတယ်ပေါ့နော်နောက်တန်းကသမားကြီးဒါကောလာဟာလာတွေရောတကယ်ချိတ်ဆက်နေတဲ့ပလီယာတွေရောဒါထွက်လာခဲ့တယ်အဲ့ဒီထဲမှာကျွန်တော်တို့ကသမား၄ယောက်လောက်ရှိတယ်ကသမား၄ယောက်လုံးကတချို့ကသမားတွေဖြစ်နိုင်ရရှိတယ်တချို့ကသမားတွေကကောလာဟာလာစစ်မှာပဲပျောက်ကွယ်သွားနိုင်ရရှိတယ်ပေါ့နော်အဲ့တော့တယောက်ချင်းတွေဆွေးနွေးကြည့်အောင်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ပထမဆုံးတစ်ယောက်ကတော့ကွန်ဆာတော်များတည်တယ်အစတိုမီမှာကစားတာဒီသမားကပြောမှဆိုလို့ရှိရင်ခေါနာပလက်လေးနေရာရောဂျိုကိုမတ်နေရာရောတော်တော်လေးကိုတင်တော်တယ်သမားတယောက်ဘာလို့လဲဆိုတော့ဒီသမား CB လေးကစားနိုင်တယ်ဆန်နာဘက်လည်းကစားနိုင်တယ် right ဘက်လည်းကစားနိုင်တယ်အဲ့တော့သူကတကယ်ကိုအစင်တန်းပြင်းနေကစားသမားတယောက်ပြီးတော့သူကဒါပြောမှဆိုအတွေ့အကြုံပရီးမီးယားအတွေ့အကြုံလည်းရှိတယ်ဒါ home ground player လည်းဖြစ်တယ်ပြီးတော့အင်္ဂလန်နဲ့တူတူဒါကမ္ဘာပလားမှာတကယ်ခြေစွမ်းပြခဲ့တဲ့သမားတယောက် line နဲ့ဝင်နေတဲ့သမားတယောက်ပေါ့နော်ဒါပြောအရင်တော့မဟုတ်ဘူး line နဲ့ဝင်နေတဲ့သမားတယောက်အဲ့တော့ပြောမှဆိုရင်Aston Villa လို့တကယ်ပြောဆို Europa League ရထားတယ် Aston Villa လို့အသင်းမှာလည်းကစားနေတယ်ဒါနီးပြဒါပြောဆိုလို့ရှိရင် online Emery လို့နီးပြမျိုးရဲ့အောက်မှာလည်းကစားနေတယ်လူချဲတွေလောက်မှာလည်းခြေစွမ်းပြတဲ့သမားတယောက်ဖြစ်တာပြောတယ်လက်ပေါင်းသင်းနေနဲ့အများကြီးတော်တယ်လို့ကျွန်တော်မြင်တယ်ဒါပြောမှဆိုလက်ပေါင်းသင်းတော့ပထမဆုံးအနေနဲ့တင်တော်တယ်ကျွန်တော်မြင်တယ်ပေါ့နော်နောက်တစ်ယောက်ဇာမနီပေါ့နော်အဲ့ဒါတော့တော်တော်များတည်တယ်ဘုံဘောင်းမှာဒါနီးပြအီလာဟိုလာနဲ့ဒါလက်တွဲခဲ့တဲ့သမားတယောက်တော်တော်လေးနီးပြရတဲ့ကစားကွက်မှာတော်တော်လေးကျွမ်းဝင်နေလက်ရှိကျွန်တော်တို့ဒါမော်ဒန်ဘောလုံးလောကမှာကစားသမားတွေကအဖြတ်တစ်ခုပဲလုပ်နေလို့မရဘောကယ်ရီမိုင်ကောင်းရမယ် broad progress တွေကောင်းရမယ်ဘောလုံး short pass တွေ long pass တွေအဲ့လိုမျိုးပလီယာတွေလိုအပ်နေရပေါ့နော်အဲ့တော့ပြောမှဆိုနောက်တန်းဘောလုံးပဲဖြတ်တက်နေလို့ဒါမရတဲ့အခြေအနေတစ်ခုမှရှိတယ်အဲ့တော့အဲ့လိုမျိုးနဲ့ကွဲထွက်နေတဲ့စာအဲ့ကစားသမားအစာမနေရှိအဲ့ကမှပြီးတော့ဗျာတကယ်quality player မျိုးဘာလို့ဆိုဘိုးမောက်အသင်းကနေ PSG ကိုပြောင်းသွားခဲ့တာတန်ကြီးအဖြစ်လဲတန်း60တက်90ဆိုတော့ကျွန်တော်ပေးရတယ်အဲ့တော့ဒါမဲ့ဟိုအသင်းမှာတော့ခြေစုံပြနေတဲ့ပွဲလက်ခွင့်မရဘူးသူတို့ဒီလိုမျိုးမက်ကွေးညိုလိုကစားသမားမျိုးတွေဒါပြမလို့ရှိရင်လိုမျိုးပါချိုလိုကစားသမားမျိုးတွေကိုကြော်ပြီးတော့ပွဲလက်ခွင့်ရဖို့တော့ခက်ခဲတယ်ပေါ့နော်အဲ့တော့လေဘော်အသင်းချိတ်ဆက်နေရဆိုပြီးတော့ဒါတာရှော့ report တက်လာတယ်ဒီသမားရမယ်ဆိုလို့ရှိရင်တော့လေလေဘော်ကတော့အငါ plus အဲ့လို transfer အပြောင်းရွှေ့တကူကူနဲ့ခေါ်တိုင်းမယ်လို့လေ report တွေထဲမှာထည့်ရေးထားတယ်ကျွန်တော်တို့ဒီသမားကိုပို့ပြီးကြိုက်တယ်လုံးဝကိုအသက်ရအပြင်23နှစ်ပဲရှိတယ်တော်တော်လေးငယ်သေးတယ်အဲ့တော့ကျွန်တော်ကတင်ကတော့ဒါလိုအပ်တယ်လို့ကျွန်တော်မြင်တယ်နောက်တစ်ယောက်ကတော့လုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်အဲ့ဒါတော့ပြောလို့တော့မရဘူးဒါအဲ့တစ်ယောက်ကတော့ခြားလာပါဈေးနှုန်းရောပြောပြဆိုလို့ရှိရင်ဈေးနှုန်းအနေနဲ့လည်းတင့်တော်တယ်ပြောပြဆိုလို့ Premier League proof ပဲပေါ့နော် Premier League မှာတွေ့ကြုံရှိတယ်ဒါအင်္ဂလန်တင်းမှာလည်းပါခဲ့တယ်ပေါ့နော်တန်တန်ရသွားတော့အင်္ဂလန်တင်းမှာပါဝင်ခဲ့တယ်ဒါပြောပြဆိုလို့ရှိရင်နောက်တန်း3ယောက်ပဲစော့မလားပြောပြဆိုရင် left back တွေပါ right back တွေပါလည်းသူကစားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သူတေကစားနဲ့ပတ်သက်ပြီးတော့အများကြီးမကြိုက်တာဖြစ်တဲ့အတွက်အများကြီးတော့သိမပြောချင်ဘူးတချို့သူ report ထဲမှာထည့်ရတာဆိုသူ DM လို့ပါဆော့လို့ရတယ်ဒါပေမဲ့အဲ့လိုကြီးတော့ဘတ်တိုင်းဖြစ်တဲ့ကစားသမားတယောက်မဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ထားပါတော့ဒီကစားသမားကိုထားလိုက်တော့အဲ့တော့အောက်ဖြစ်နိုင်ခြေရှိတဲ့နောက်တယောက်လည်းရှိတယ်အဲ့လီဗာပူးအသင်းတကယ်သဘောကျနေရအချင်းပေါ့နော်အဲ့ဒါကတော့ Chelsea အသင်းကစားသမားတယောက်အသက်အရွယ်ငယ်လေးရှိ20ပဲရှိသေးတယ်ဒါ Chelsea ကလုံးဝintouchable player ဆိုပြီးပြောတယ်ပေါ့နော်လုံးဝတီးလို့မရတဲ့ကစားသမားတယောက်လို့ပြောထားတယ်ပြီးတော့ Chelsea ကလည်းလုံးဝမရောဘူးဒါပေမဲ့လီဗာပူးအသင်းကတော်တော်လေးကိုလိုအပ်နေတာတော်တော်လေးသဘောကျနေတယ်လူငယ်သူ့ကိုလူငယ်ကစားသမားဘွားတွေကတော်တော်လေးကိုကြွနေတယ်ပေါ့နော်အဲ့တော့ဒီသမားကလည်းလီဗာပူးအသင်းအတွက်အများကြီးထောက်ကူဖြစ်မယ်လို့ကျွန်တော်ထင်တယ်လူငယ်ကစားသမားဖြစ်တယ်ဆိုပေမဲ့လည်းဒါလုံးဝအဲ့လိုမျိုးquality လည်းဖြစ် quality လည်းကျွန်တော်မြင်ရတယ် home ground player လည်းဖြစ်တယ်ပြီးတော့ခြေစွမ်းတော်လေးတည်နေတာတွေ့ရ Chelsea တချို့ Premier League ဒါပြီးခဲ့တဲ့ရာသီပွဲတွေမှာလည်းပါဝင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီသမားကဒါ YouTube ပေါ်မှာကြည့်လို့မယ်ဆိုလို့ရှိရင်မိုက်တယ်အရင်မောင်းတော့ဒါပြမဆိုလို့ရှိရင်ဒါတော်တော်လေးကိုခြေစွမ်းတည်နေတဲ့ဘောကယ်ရင်းမိုင်းနေတယ်တော်တော်လေးကောင်းတာတွေ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါအချင်းမောင်းလည်းကြိုက်တယ်ဒါဇာမနီကတော့ကျွန်တော်အကြိုက်ဆုံးကွန်ဆာလည်းသဘောကျရပါတော့အဲ့တော့ဒါလက်ရှိဒါမိုရီလည်းထွက်လာတော့ဒါမိုရီလည်းသတင်းထွက်လာတယ်ဒါမိုရီကလည်းဒါပြောမယ်ဆိုဖြစ်နိုင်ရှိတဲ့ကစားသမားတယောက်ဒါ Chelsea မှာလည်းကစားခဲ့တယ် AC Milan မှာလည်းရှိမှာကစားနေတယ်စောက်တတန်းကတစ်နှစ်ပဲကျန်တော့တယ်အဲ့တော့ကျွန်တော်ဆိုဒါမိုရီလည်းဖြစ်နိုင်ရှိတယ်ဒါကျွန်တော်လည်းဘောအသင်းအတွက်တော့အသက်အရွယ်ပိုင်းတစ်ခုရလဲ28နှစ်လောက်ဖြစ်တာဖြစ်တဲ့အတွက်ဒါမိုရီကလည်းကျွန်တော်လည်းဘောအသင်းအတွက်တော့ဒါတစ်တော်လေးသမားတယောက်လို့ကျွန်တော်မြင်တယ်အဲ့တော့ညီကိုနေရောကန်စစ်မှာပကစားသမားကိုမြင်ထားကြတယ်အဲ့ဒါပဲကိုယ်တော်ဝင်ဆိုလို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျ like ဖို့လို့လည်းမထိုင်ခဲ့ကြပါတယ် YouTube ကကြည့်တဲ့ညီကိုနေလည်း subscribe လုပ်ဖို့မထိုင်ခဲ့ကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်